မမရမုံလာပါပြီမမရမုံကဒီနေ့မှာတော့အားလုံးကိုလောဘကြည့်သူအပိုင်းနှစ်ကလေးကိုတစ်ဆက်ပေးလိုက်ပါရဲ့အပိုင်းတစ်မှာတော့ကတော့အဖွားဝင်နဲ့မထွေးလေးဘာပြောကြလဲဆိုတာမသိလိုက်ကြအောင်မလားအခုအပိုင်းနှစ်မှာမမရမုံတစ်ဆက်ပေးလိုက်ပါရဲ့ကဲအဲ့ဒါဆိုရင်မမရမုံလည်းအပိုင်းနှစ်ကိုစပြီးကြည့်ကြမယ်နော်ကဲအောင်တူကြည့်ကြမယ်အဖွားကိုလည်းမထွေးလေးတိုက်တဲ့ရေကိုတောက်ပြီးသမီးလေးကစိတ်ကောင်းရှိလိုက်တာကျင်လဲကျင်တာတတ်တယ်သမီးလေးကိုအဖွားစုပေးမယ်နော်သမီးလေးကျမ်းမာပါစေချမ်းသာပါစေကွယ်သမီးလေးပြောလိုက်တဲ့စကားတစ်ခွန်းလိုက်မှာပါဇက်သေးကအမွှေးနှံသားရီများနဲ့အတူရွှေငွေကြောက်တံပရံများတွေလည်းကျလာပါစေမထွေးလေးကိုအဖွားကဒီလိုစုပေးပြီးတဲ့အချိန်မှာတော့မထွေးလေးကဖတ်တမဲဆိုတော့ပြေရဆုနဲ့ပြပါစီအဖွားလို့ပြောခဲ့လိုက်တာပေါ့မထွေးလေးလည်းဒီလိုနဲ့ပဲအိမ်ပြန်လာခဲ့ရတာပေါ့ကွယ်မထွေးလေးလည်းရေခတ်ပြီးအဝတ်စားလဲပြီးတော့မိတွေရဲ့အခန်းထဲဝင်သွားတာပေါ့မိတွေရဲ့သမီးရဲ့ကတော့မထွေးလေးကိုဒေါသတကြီးစောင့်နေတဲ့ပုံပါပဲဟဲ့မထွေးလေးနင်ဘာလို့ရေတက်ခတ်တာအဲ့လောက်ထိကြားနေရတာလဲသမီးမထွေးလေးပြောဖို့အတွက်စကားဆလိုက်တဲ့အချိန်မှာပဲမထွေးလေးရဲ့ပါဇက်ထဲကနေကြောက်တံပရံများတွေနဲ့အတူအမွှေးနှံသားရည်တွေထွက်ကြလာတော့တာပေါ့ကွယ်မထွေးလေးရဲ့ပါဇက်ထဲကရွှေထွက်ကြလာတော့မထွေးလေးရဲ့မကလည်းပြပြကလေးပေါ့ဟဲ့အမလေးမထွေးလေးနင်ဘာဖြစ်လာတာလဲအမလေးမိထွေးလေးနင်ဘာတွေဖြစ်လာတာလဲမထွေးလေးလည်းသူ့လမ်းမှာကြုံတွေ့ခဲ့သမျှအရာအလုံးကိုပြပြလိုက်တော့တာပေါ့ကွယ်မထွေးလေးပြောပြတာတဲ့ပဲမထွေးလေးရဲ့မိတွေနဲ့သူ့သမီးကတော့အရန်တွေကိုပျော်သွားတာပေါ့အဲ့ဒီအချိန်မှာမိတွေရဲ့သမီးကမထွေးလေးကိုကြည့်ပြီးဟဲ့မနှက်ဖြန်ကနေစပြီးနေရတမခတ်နေတော့ငါပဲတက်ခတ်မယ်နေကအိမ်မှာလှုပ်เสียရှိရဲ့လှုပ်တွေအားလုံးလှုပ်တာကြားရနော်မနှက်ဖြန်စပြီးငါရေတက်ခတ်မယ်နင်ခက်ရဲခတ်ကြည့်နင်ခတ်တာနဲ့ငါနဲ့တွေ့မယ်ဟုတ်ကဲ့ပါညကင်းရောက်တဲ့အခါမှာတော့မထွေးလေးရဲ့မိတွေတို့သားမိတို့ကတော့အရန်တွေကိုပျော်ရွှင်နေကြတာပေါ့သူတို့ပတ်စံကရတော့မယ်သူတို့ရွှေတွေကရတော့မယ်ဆိုပြီးမန်ဒီလဲတက်နေကြတော့တာပေါ့ကွယ်မနက်ခင်းရောက်တာနဲ့မိတွေရဲ့သမီးကတော့မထွေးလေးခတ်နေကြရေဦးကိုယူပြီးအပြင်ကိုထွက်သွားတော့တာပေါ့ကွယ်သူကြီးရတာလဲတော်တော်ပျော်နေတဲ့ပုံပါပဲမိတွေရဲ့သမီးလဲမထွေးလေးပြပြရဲ့အဖွားအိုကိုသူရေခတ်ပြီးပြန်လာတဲ့လမ်းတစ်လျှောက်မှာလိုက်ရှာနေရပေါ့အဖွားအိုကိုလည်းမတွေ့ခဲ့ပါဘူးဟိုင်ဒီအဖွားကြီးဘာကိစ္စများငါလည်းကြမှာမလာရလဲမသိဘူးမထွေးလေးနဲ့တော့ကြာတွေ့ပြီးအိုင်တော်တော်စိတ်ပြတ်ဖို့ကောင်းတာပဲမိတွေရဲ့သမီးလည်းအဖွားအိုကိုရှာလို့မတွေ့ရနဲ့ပဲအိမ်ပြန်လာခဲ့လိုက်တော့တာပေါ့ကွယ်မိတွေလည်းသူ့သမီးကိုတွေ့ရနဲ့အမလေးသမီးပြန်လာပြီသမီးစကားလေးပါလေးပြောကြည့်ပါအောင်သမီးရဲ့မေရဲ့သမီးကိုလာပြီးစကားရပြောခိုင်းနေပါနဲ့ဘာမှမတွေ့ခဲ့ဘူးဘာစူးမှလည်းမရခဲ့ဘူးဘာရေးမှလည်းမတိုက်ခဲ့ရပါဘူးမေရဲ့ဟဲ့နေကအဲ့အဖွားကြီးကိုတွေ့ရရောရှာလို့လားရှိရလဲရှိမှာပေါ့နင်းတိချာမရှာလို့နေမှာပေါ့မရဲ့တွေ့လည်းမတွေ့ခဲ့ပါဘူးတမီးလည်းတိချာရှာပဲတမီးလောက်ရှာရလဲတမီးပဲအဲ့အဖွားကြီးကလေဘယ်နားမှများတက်နေနေလဲမသိဘူးမထွေးလေးပြောတာဟုတ်ကောဟုတ်ရဲ့လားတော့မသိပါဘူးမရဲ့အေးပေါ့ရှာလို့မတွေ့ရလဲကိုထိုင်နေကိုကပေါ့မနေ့ပြန်လဲနင်ထပ်သွားတော့နင်မသွားလို့ရနင်ငါနဲ့တွေ့မယ်ဟုတ်ကဲ့ပါတမီးသွားမှာလားမရဲ့နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့မိတွေရဲ့သမီးလဲမထွေးလေးခက်နေကြရေဦးကိုယူပြီးအပြင်ကိုထွက်သွားပြန်တာပေါ့ကွယ်ရေခတ်ပြီးပြန်လာတဲ့လမ်းမှာတော့မထွေးလေးပြောနေရဲ့အဖွားအိုကိုလိုက်ရှာတော့တာပေါ့ဟာဒီအဖွားကြီးဒီနေ့လဲမလာသေးဘူးလားမသိပါဘူးသူဒီလိုပြောနေတဲ့အချိန်မှာပဲအနောက်မှာခေါ်တန်းတစ်ခုကိုကြားလိုက်တော့တာပေါ့ကွယ်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့လူပြုတ်ပြီးချုံမလှပရဲ့မျိုးသမီးတစ်ယောက်ကရက်နေတာကိုသူတွေ့လိုက်ရတော့တာပေါ့ကွယ်အဲ့ဒီမျိုးသမီးကလည်းသူမကိုကြည့်ပြီးအမကျမကိုရေလေးနည်းနည်းလောက်တိုက်ပါလားရှင်ကျမရေရမ်းစာနေလို့ပါမတိုက်နိုင်ပါဘူးရှင့်မလည်းလက်တွေချေပါနေရပဲကိုယ့်ဘက်တောင်ခတ်တော့ပါလားကျမဒီလမ်းလာနေရဖွားယူတိုက်ဖို့တက်ခတ်ထားတာရှင့်ကိုတိုက်ဖို့မဟုတ်ဘူးတော်မတိုက်ဘူးတော်မင်းကတော်ကျင်းပုတ်တဲ့သူပဲမင်းပြောလိုက်တဲ့စကားလုံးတိုင်းမှာပါဇက်ထဲကအပုတ်ရည်နဲ့အတူဖားရီမွေရီကျလာပါစေမိတွေရဲ့သမီးလည်းဘာမှမပြောဘဲနဲ့အိမ်ကိုပဲတန်းပြန်နေလိုက်တော့တာပေါ့ကွယ်
မိရီရဲ့သမီးလည်းအင်ကြီးဝတ်စားလဲပြီးသူ့အမေခန်းထဲကိုဝင်သွားတာပေါ့ဝင်သွားရနဲ့အမေဖြစ်သူကလည်းသမီးပြန်လာပြီလားဟိုဖွားရောတွေ့ကြတာသမီးမင်းနေတာကိုဖြေဖို့အတွက်မိတို့ရဲ့သမီးကပါဇက်ဟားလိုက်တဲ့အချိန်မှာပါဇက်ထဲကနေမွေတွေဖားတွေနဲ့အတူအပုတ်ရည်တွေပါထွက်ကြလာတော့တာပေါ့ကွယ်သားမီးနှစ်ယောက်လုံးလည်းကြောက်လက်ကုန်ကြတော့တာပေါ့ကွယ်မိရီရဲ့သမီးလည်းသူ့ပါဇက်ထဲကနေဖားရီမွေရီနဲ့အပုတ်ရည်တွေကြားလာတာကိုတွေ့ပြီးစိတ်တွေကြောင်ချောက်ချဖြစ်ကယူသွားတော့တာပေါ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုနားဆင်ပြီးမောင်လေးရောညီမလေးရောလည်းလောဘကြီးခြင်းနဲ့လိုချင်စိတ်ကြီးခြင်းတွေကိုရှောင်ကျဉ်ကြပါလို့ပြောကြရင်မမရေမုံရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရယ်။အော်ဒါနဲ့မမရေမုံပြပြစရာတစ်ခုရှိပါသေးရဲ့။အဲ့ဒါကတော့မထွေးလေးကိုစုပေးသွားတဲ့အဖွားအိုကလက်သမီးလေးဆိုတာပါပဲ။မမရေမုံရဲ့ဗီဒီယိုလေးတွေကိုအခုလိုအဆုံးထိကြည့်ရှုပေးရတဲ့သူတွေအားလုံးကိုမမရေမုံကကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။ Bye bye